Ronaldo လူနဲ့တွားညီမတော့ဒီလောက်ထိဆုံးရှုံးတာနဲတောင်နဲသေးတယ်ကမ္ဘာဘောလုံးကချိန်ဝါကြီးမားဆုံး Superstar Cristiano Ronaldo ရဲ့ boycott လုပ်မှုကြောင့် Saudi Pro League က$1,400လောက်ထိဆုံးရှုံးသွားခဲ့တဲ့တဲ့တင်ကတကမ္ဘာလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ Ronaldo နဲ့တင်းရဲ့ငွေကြေးသုံးစွဲမှုတွေပေါ် Saudi လုပ်ငန်းစု PIF ကကန့်သတ်လိုက်တာကိုလုံးဝမကျေနပ်တဲ့အတွက် NSA အသင်းမှာနှစ်ပွဲဆက်ထဲမှာကစားပွဲဆန္ဒပြခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး Ronaldo နှစ်ပွဲဆက်ထဲမှာပါဝင်ခဲ့တဲ့နောက်ကွယ်မှာတော့ကြီးမားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါတော့တယ်။MG ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ FOA Sport က Ronaldo မပါရင် Saudi Pro League ပွဲတွေကိုထုတ်လွှင့်မှုအဓိပ္ပာယ်မရှိဘူးလို့ယူဆပြီးထုတ်လွှင့်မှုတွေကိုရပ်နာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါဟာ Saudi League တော့အသင်းလုံးကိုထိုးခံလိုက်ရတယ်လို့ပဲဖြစ်ပါတယ်။ဒီလိုအကျိုးဆက်တွေကြောင့်ပဲ Saudi Pro League ကကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းတွေမှာ$2 ဘီလီယံကျော်အထိအရှုံးပေါ်သွားရတာဖြစ်ပါတယ်။ Ronaldo ဆိုတဲ့မိနာမပါဝင်တဲ့ Saudi League ကိုဘယ်စပွန်ဆာကမှငွေပုံအောင်ပြီးမြင်းနေကျင်ကြတော့တာကလက်တွေကြတဲ့အချိန်မှာပဲဖြစ်ပါတယ်။ဒါ Ronaldo ရဲ့ပထမဆုံးသောစီးပွားရေးရိုက်ခတ်မှုတော့မဟုတ်ပါဘူး။အရင်က Euro 2020ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ကလည်း Ronaldo ကသူရှိက Coca-Cola ဘရင်းတွေကိုဖယ်ရှားပြီးရေများများတော့ကြပါလို့မှတ်ချက်ပေးခဲ့ပို့တာအားလုံးအမှတ်ရကြမှာပါ။အဲ့ဒီအချိန်တုန်းကလည်း Coca-Cola ကုမ္ပဏီကဈေးကွက်ထဲမှာ$4,400လောက်ထိဆုံးရှုံးခဲ့ပူပါတယ်။အခုလဲ Saudi မြန်မာသူရဲ့အချိန်ဝါကိုထပ်ပြီးပြသလိုက်ပြန်ပါတယ်။ကုန်ကြီးတယောက်ရဲ့ပြုမှုလေးတစ်ခုကပဲအေယာမစီးပွားရေးလုပ်ငန်းစုကြီးတွေကို$1,000,000ချီတန်နဲ့ရိုက်ခတ်မှုတွေဖြစ်စီခဲ့တာကတော့ဘယ်သူမှညင်းလို့မရတဲ့အချိန်ဝါပဲဖြစ်ပါတယ်။သူကကစားမတယောက်တွေမဟုတ်တော့ပဲကမ္ဘာစီးပွားရေးရဲ့အညွန့်ကိန်းတစ်ခုလိုတောင်ဖြစ်နေပြီဖြစ်ပါတယ်။ Saudi ဘက်က Ronaldo ကိုစိတ်ကြည်နေအောင်မထားနိုင်ရင်ဒီထက်မကတဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရနိုင်တယ်ဆိုတာကိုဒီဖြစ်ရကသတိပေးလိုက်တာပဲဖြစ်ပါတယ်။တကယ်တော့ Ronaldo ဆိုတာကဘောလုံးသမားတယောက်တည်းမဟုတ်ပဲသူကိုယ်တိုင်ကအေယာမ brand ကြီးတစ်ခုလိုဖြစ်နေတာပါ။သူရှိတဲ့နေရာမှာငွေကြေးတွေစပွန်ဆာတွေနဲ့ပရိသတ်တွေကအလိုလျောက်ရောက်လာတာဖြစ်တယ်လို့သူမရှိတော့ဘူးဆိုရင်လည်းအဲ့ဒီအရာအလုံးကရေလိုခန်းချောက်သွားတာဖြစ်ပါတယ်။ Saudi Pro League ကိုကမ္ဘာကတီးအောင်လုပ်ပေးခဲ့တာကလည်း Ronaldo ဖြစ်တာကြောင့်အခုလိုသူနဲ့ PIF တို့ကြားကတင်းမာမှုတွေက Saudi ဘောလုံးလောကရဲ့အနာဂတ်ကိုပါချိန်ချောက်နေတာဖြစ်ပါတယ်။ Ronaldo ရဲ့ဆန္ဒပြမှုက$1,200,000ကျော်ဆုံးရှုံးစေခဲ့တာကသူ့ရဲ့တန်ဖိုးကဘယ်လောက်ထိမြင့်မားလဲဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်။ဒါအပြင်သူရဲ့ Instagram follower တန်းပေါင်းများစွာကလည်း Ronaldo မကစားခဲ့တဲ့ပွဲတွေကိုလက်မကြည့်ကြတော့တာက Saudi League ရဲ့ digital စီးပွားရေးကိုပါအကြီးအကျယ်ထိုးနှက်လိုက်တာဖြစ်ပါတယ်။ဒီကုန်းချုပ်တွေနဲ့ပြောမယ်ဆိုရင်တော့ Ronaldo ရဲ့အင်အားကကိုင်းနေပါလေမကပဲကမ္ဘာစီးပွားရေးဇယားတွေပေါ်မှာလွှမ်းမိုးနေတာဖြစ်ပါတယ်။သူ့ရဲ့ boycott ကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေက Saudi League အတွက်တော့ကြီးမားတဲ့တင်ကန်းစာတစ်ခုဖြစ်လာမှာပါ။ Superstar တယောက်ရဲ့စိတ်ကြည်နမှုကငွေကြေးတွေထပ်ပိုးပြီးအရေးကြီးတဲ့ဆိုတာကိုဒီ$2 ဘီလီယံကျော်အရှုံးကတက်တည်ပြသနေတာဖြစ်ပါတယ်။ Ronaldo ရဲ့နောက်ထပ်လှုပ်ရှားမှုတွေကရောဘယ်လိုမျိုးစီးပွားရေးခရက်တွေထပ်ဖြစ်လာအောင်မလဲဆိုတာကတော့တကယ်ကိုရင်ခုန်စရာကောင်းလာပါတယ်။သူ့ကိုလေးလူရှုမိတဲ့ဘယ်လိုငန်းစုမဆို$တန်ပေါင်းများစွာနဲ့ရင်းပြီးမှပြန်ပေးဆက်ရလိမ့်မယ်ဆိုတာကိုဒီဖြစ်ရကကမ္ဘာကိုကျင်းလာလိုက်တာဖြစ်ပါတယ်။ ဒီမှာဒီလိုတက်တဲ့အမားကိုချပြပေး A Liverpool score. It's Mohamed Salah's